ဇာတဗ္ဗသုတ်တံယံတုဥဋ္ဌဝန္တုသူမင်္ဂလံဒုသိန်တုဒုက္ခရိကာမိန်ပုရိန်တုသဗ္ဗပါရမိပဇာတဗ္ဗကိုစီကိုငါကုတေတ၌ပြောကြဆံရာတတ္တဝါနန္ဒမှန်သမျှတို့သည်သုတ်တံယံတုအိမ်မက်ယမကောင်းစွာမဲ့၍နှစ်သက်ကြည်သာအိပ်စက်နိုင်ကြပါစေကုန်သတည်းသူမင်္ဂလံမင်္ဂလာချက်တည်းရှဝေလံတဖြည့်တက်နေစံပွင့်ကြကုန်သည်ဖြစ်၍ဟုတ်တဟံတုကောင်းစွာမိုးတောင်လင်းရောက်လျက်ထမြောင်နိုးကြနိုင်ကြပါစေကုန်သတည်းဒုက္ခရိကာမိန်အဘေဒုက္ခရိရောက်မည်အကြောင်းမကောင်းညစ်ဆိုအကုသိုလ်ဒုစရိုက်မျိုးကိုဒုသိန်တုသူတော်လက်နက်တရားဆက်ဖြင့်ဖြိုဖျက်နိုင်ကြပါစေကုန်သတည်းတဗ္ဗပါရမိန်အလောင်းလျာဖြင့်ကောင်းရာသည်သုံးဖြာဆယ်လီပါရမီပေါင်းကုသိုလ်အကျင့်ကောင်းတွေကိုပုရိန်တုတဆင့်တဆင့်ယန္တရရင်အောင်မလင့်ပုံသေးဖြစ်ကျင့်နိုင်ကြပါစေကုန်သတည်း